စိတ်ထားကောင်းလို့နန်ကရိုင်းမေတော်ဝင်ပူးတဲ့ထူးခြားဖြစ်စဉ်မျိုးကြုံနေရတဲ့ဖိုးချစ်ဆက်တဲ့ပင်လောကမှာကိုယ်ဟာစိတ်ထားကောင်းပြီးအလုပ်တစ်ခုရိုးရိုးသားသားနဲ့စွမ်းကုန်ကြိုးကြိုးစားစားလုပ်မယ်ဆိုရင်မျက်စိနဲ့မမြင်ရတဲ့ပုံကိုယ်တွေကတော့နှစ်သက်သဘောကြပြီးကုညီမဆတတ်ကြရဆိုတဲ့စကားကိုအားလုံးပဲကြားဖို့ကြမှာပါအဲ့ဒီစကားလေးကဘလောက်ထိမှန်ကန်တယ်လဲဆိုတာကိုမြမဆက်တဲ့ပင်လောကရဲ့ထိတ်တန်းကျယ်ပွင့်ဖိုးချစ်ဇက်ဖွဲ့ကြီးကြုံခဲ့ရတဲ့ထူးခြားအဖြစ်ရှိပါတယ်မြမဆက်တဲ့ပင်ဆိုတော့နိုင်ငံတကာကအမှုပညာတွေနဲ့မတူပဲအလွန်ကိုနက်နဲပါတယ်။မိအောင်စုံတွေခင်မီဇက်စင်ပြင်စင်တွေဘလောက်ပဲတိုးတက်လာပါစေဇက်ခုရဲ့နောက်ွယ်မှာတော့လမိုင်းလို့ခေါ်တဲ့အမှုပညာအသက်ဝိညာဉ်တွေရိုးရာနတ်ဒီဝါရီရဲ့စောင့်ရှောက်မှုတွေကအခိုင်အမာကိန်းဝင်နေစေဖြစ်ပါတယ်။ဆမင်းသားဖို့ချင်အောင်ဆိုရင်လေဇက်စင်ကိုနိုင်ငံတကာအဆင့်မီအောင်တော်လန်ပြောင်းလဲခဲ့သူဖြစ်ပေမဲ့ကိုယ့်ရဲ့မြမရိုးရာအကခုံစူဟန်တွေနဲ့မမြတ်တဲ့ပုံကိုယ်တွေကိုပူဇော်ပသတဲ့အစင်လာတွေကိုတော့ဘယ်တော့မှပြစ်ပယ်လို့မရှိသူပါ။ခြေတုံခုံမဖဲဆိုသလိုရောက်တဲ့မြို့ရွာတိုင်းမှာသက်ဆိုင်ရာနေရှင်ပဲရှင်တွေကိုအမြဲတမ်းတလီတစားပွဲပေးပူဇော်လေးရှိပါတယ်။မကြသေးခင်ကပဲဖိုးချစ်တို့ဇက်ပွဲကြီးဟာပဲခူးမြို့မှာတွားရောက်ကပြဖျော်ဖြေဖို့အကြောင်းဖန်လာခဲ့ပါတယ်။ဇက်သပင်ထုံးစံအတိုင်းပွဲမကခင်မှာပဲခူးမြို့ရဲ့စက်တီဆောင်တကူးကြီးမားလာတဲ့အမေနဂရိုင်းမေတော်ကြီးကိုဇက်ပွဲသားတွေစုပေါင်းပြီးရိုးရိုးတည်တည်တွားရောက်ပွဲပေးပူဇော်ခဲ့ကြပါတယ်။ဖိုးချစ်ရဲ့စိတ်ဓာတ်ကအဖွဲသားတွေပေါ်မှာလည်းစေတနာထားသလိုအမှုပညာပေါ်မှာလည်းသစ္စာရှိတာကြောင့်ဒီလိုပူဇော်ပွဲတွေမှာဆိုရင်ဟန်ပြမဟုတ်ပဲတကယ်ကိုတရားတရားပြည့်နဲ့လှုပ်ဆောင်လေးရှိပါတယ်။ဒီလိုနဲ့တရားတရားပြည့်နဲ့ရိုးရိုးတည်တည်ပူဇော်ပတာနေတဲ့ချိန်လေးမှာပဲတပွဲလုံးလုံးဝမမျှော်လင့်ထားတဲ့ထူးခြားစမ်းကြယ်တဲ့ဖြစ်ပြန်ကြီးတစ်ခုရုတ်တရက်ပေါ်ပေါက်လာခဲ့ပါတယ်။အဲ့ဒါကတော့ဇက်ဖွဲ့ထဲမှာပါဝင်တဲ့လူရှင်တော်ဦးပေါ်လာရဲ့ဇနီးဖြစ်သူကိုအမေနဂရိုင်းမေတော်ကြီးကိုယ်တိုင်ဝင်ပူးသွားခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီမျိုးသမီးဟာပုံမှန်အချိန်ဒီမှာဆိုရင်ဇက်ခုံပေါ်တက်ပြီးကတက်ခုံတက်သူအနုပညာပြသတတ်သူမဟုတ်ပါဘူး။တာမန်မျိုးသမီးတူတာဖြစ်ပါတယ်။ဒါပေမဲ့မေတော်ကြီးဝင်ပူးသွားတဲ့အချိန်မှာတော့သူမကချားလူတယောက်လိုလုံးဝကိုပြောင်းလဲသွားခဲ့ပါတယ်။တကယ်ကိုတက်တန်းရင်ကျွမ်းကျင်တဲ့ကချီသေးကြီးတယောက်လိုလက်ကလေးတွေရှက်ပြီးနက်ကအနေနဲ့ဇက်တိုက်ကိုလှလှပပကပြနေကြတာပါဒီမြင်ကွင်းကိုကြည့်ပြီးဘေးနားကဇက်ဖွဲ့သားတွေတောင်အလန့်တကြားဖြစ်သွားခဲ့ရပြီးဝိုင်းဝန်းလျှော့ပြီးထိမ့်သိမ့်ပေးခဲ့ရတဲ့အထိပါပဲတပင်းတရီရဲ့ကင်မာတဲ့ယူဆရပြောရရင်အခုလိုမျိုးပွဲပေးပူဇော်ချိန်မှာကိုခန္ဓာဝင်ပူပြီးနမိတ်ပြတယ်ဆိုတာဟာအလွန်ကိုရှားပါပြီးကောင်းမွန်တဲ့လက္ခဏာတစ်ရပ်ဖြစ်ပါတယ်အထူးသဖြင့်အမေနဂရိုင်းမေတော်ကြီးဆိုတာအင်မတန်အမားမခံတဲ့နတ်တစ်ပါးဖြစ်တယ်လို့စိတ်ထားပြုစင်ပြီးယုံကြည်သူတွေကိုလည်းလက်ငင်းပြန်လဲစောင့်ရှောက်ပေးတတ်တဲ့နတ်ဒီဝါတစ်ပါးဖြစ်နာမည်ကြီးပါတယ်။အခုလိုဝင်ပူးလိုက်ခြင်းဟာဇမင်းသားဖိုးချစ်ရဲ့ကောင်းမြတ်တဲ့စိတ်ထားအနုပညာအပေါ်ထားရှိတဲ့ယူသိမှုတွေကိုမေတော်ကြီးကကြည်ကြည်နက်နက်လက်ခံပြီးဒီပကိုးပွဲစဉ်တစ်ခုလုံးအောင်မြင်စီကားအောင်ခွင့်ရကနေပြေဝဆောင်းလျှောက်ပေးမယ်ဆိုတဲ့လမိုင်းကတ်တဲ့ပြန့်ရုပ်ကြီးတစ်ခုပဲဖြစ်ပါတယ်။ဖိုးချစ်ရဲ့နုပညာဝါသနာကြီးမှုစီးလုံးအောင်ဥဆောင်နိုင်မှုနဲ့စိတ်ထားကောင်းမွန်မှုတွေကြောင့်သာမမြင်ရတဲ့လမိုင်းတွေနတ်ဒီဝါတွေကအခုလိုမျိုးထူးထူးခြားခြားကိုထင်ပြပြီးမဆာပေးလိုက်တာပဲဖြစ်ပါတယ်။ဒါကြောင့်လေဖိုးချစ်တို့ဇက်ဖွဲ့ကြီးဟာစင်မော်ရောက်တာနဲ့ပြည်သက်တွေကိုအမြဲတမ်းညှို့ယူဖန်ဆာထားနိုင်တာဖြစ်ပါတယ်။ပြည်သက်ကြီးရင်အခုလိုမေရိုကြီးကိုယ်တိုင်လမိုင်းချပေးလိုက်တဲ့ပကိုးပွဲစဉ်ကတော့ဖိုးချစ်တို့ဇက်ဖွဲ့အတွက်တကယ်ကိုအောင်မြင်မှုတရဖူစောင်းမဲ့ပွဲကြီးဖြစ်လာမှာသိကြပါပဲ။ပြည်သက်ဒီနည်းနည်းကရောဇက်သပင်လောကရဲ့ဒီလိုမမြင်ရတဲ့လမိုင်းပညာတွေပေါ်မှာဘယ်လိုယုံကြည်မှုမျိုးရှိကြပါသလဲ။ comment မှာဝင်ရောက်ပြောပြပေးသွားကြပါအောင်ရှင်။